လူဘဝဆိုတာခဏတာခုနာရစရက်တစ်ခုလိုပါပဲဒီခဏတာအတွင်းမှာကျွန်တော်တို့ပြုလုပ်ခဲ့တဲ့ကံတရားတွေဟာကွယ်လွန်ပြီးတဲ့နောက်မှာအရေးပမာအမြဲတမ်းထက်ချက်မကွာလိုက်ပါလာတတ်ကြပါလေဘုရားဘာသာစာပေကျမ်းဂန်တွေထဲမှာအကုသိုလ်ကံရဲ့အကျိုးပေးတွေဟာဘလောက်တောင်ကြောက်မက်ဖွယ်ကောင်းတယ်လဲဆိုတာကိုသတိပေးနှိုးဆော်ထားတဲ့ငရဲပုံကြီးရှိတဲ့အကြောင်းရှိပါတယ်အဲ့ဒီထဲကမှဒီနေ့ကျွန်တော်တို့အသေးစိတ်လေ့လာကြည့်ကြမှာကတော့ဒုတိယမြောက်ငရဲပုံဖြစ်တဲ့ကာလတုတ်ငရဲအကြောင်းပဲဖြစ်ပါတယ်ကာလဆိုတာအမဲရောင်လို့အဓိပ္ပာယ်ရပြီးတုတ်ဆိုတာကတော့မင်းကျိုးကိုဆိုလိုတာပါဒါကြောင့်ဒီငရဲကိုအလွယ်မဲ့ရရင်တော့မြင့်ညက်တာပြီးခုတ်ဖြတ်ခံရတဲ့ငရဲလို့ခေါ်ဆိုနိုင်ပါတယ်ကာလတုတ်ငရဲဟာတိတ်ဆုပ်ငရဲရဲ့အောက်ဘက်မှာတည်ရှိပြီးအလွန်တရာကျယ်ဝန်းလာတဲ့ငရဲဦးကြီးတစ်ခုလိုပါပဲဒီနေရာကိုရောက်လာကြသူတွေဟာလူလောကမှာတော့မိဘအပေါ်ပြမခဲ့သူတွေတန်ဃာတော်တွေနဲ့သူတော်ကောင်းတွေကိုနှိမ့်ဆက်ညှဉ်းပန်းခဲ့သူတွေအပြစ်မဲ့တဲ့တရားဝါတွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့သူတွေပဲဖြစ်ပါတယ်သူတို့ဟာတေဆုံးပြီးနောက်မှာသူတို့ပြုခဲ့တဲ့အကုသိုလ်ကမ္မဇရုပ်ကြောင့်ဒီငရဲပုံရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့မြေပြင်ထက်ကိုရောက်ရှိလာကြပါတယ်ဒီငရဲရဲ့မြေပြင်ဟာရိုးရိုးမြေပြင်မဟုတ်ပါဘူးအမြဲတမ်းရဲရဲနေအောင်ပူပြင်းနေတဲ့တန်ကပလာမြေပြင်ကြီးဖြစ်ပါတယ်အဲ့ဒီအပူရှိန်ဟာလူလောကကမိထက်အစာပေါင်းများစွာပုံမှုပြင်းထန်လာပါတယ်ငရဲသားတွေဟာအဲ့ဒီပူပြင်းလာတဲ့တမြေပြင်ပေါ်မှာငရဲထိန်တွေရဲ့ဖန်ဆီးခြင်းကိုခံကြရပါတယ်ငရဲထိန်တွေဟာဘလူတရဲတွေလိုရုပ်ဆိုးကြီးတန်ပြီးလက်ထဲမှာလည်းမီးရံတွေထွက်နေတဲ့လက်နက်တွေကိုကင်ဆောင်ထားကြပါတယ်သူတို့ဟာတနာညလာမှုကင်းမဲ့စွာနဲ့ငရဲသားတွေကိုဖန်ဆီးပြီးပူပြင်းတဲ့တမြေပြင်ပေါ်မှာပလက်လက်အိတ်ခိုင်းထားကြပါတယ်ငရဲသားတွေဟာနာကျင်လွန်းလို့အတင်းရုံးကန်ပေမဲ့အကုသိုလ်ကံရဲ့အရှိန်ကြောင့်ဘလို့မှယုံထွက်လို့မရနိုင်ပါဘူးသူတို့ရဲ့ခန္ဓာကိုယ်တွေဟာအပူရှိန်ကြောင့်တောင်ကျွမ်းနေပြီးအသားတွေဟာလည်းညီရဲတွတ်နေပါတယ်အဲ့ဒီလိုလက်အိတ်ခိုင်းထားပြီးတဲ့နောက်မှာတော့ငရဲထိန်တွေဟာလက်သမားတွေအုံပြူတဲ့မြင်းကျိုးလိုမျိုးအလုံးပူပြင်းပြီးအမဲရောက်ရှိတဲ့မြင်းကျိုးကြီးတွေကိုယူဆောင်လာကြပါတယ်ပြီးတော့ငရဲသားတွေရဲ့ကိုယ်ပေါ်မှာအလျားလိုက်အနံလိုက်စောင်းစောင်းတကိုယ်လုံးအနှံ့မြင်းချောင်းတွေတားကြပါတယ်ဒီမြင်းချောင်းတွေဟာငရဲသားရဲ့အသားတွေကိုနှက်ဆိုင်စွာစိတ်ဝင်သွားပြီးမိလောင်ရမှာလေးပင်တလူမျိုးနာကျင်မှုကိုပေးပါတယ်ငရဲသားတွေဟာအဲ့ဒီအချိန်မှာကြောက်လန့်တကြားအော်ဟစ်နေကြပေမဲ့ဘသူကမှကဲတင်မဲ့သူမရှိပါဘူးအဲ့ဒီမြင်းနက်တွေဟာသူတို့ခုတ်ဖြတ်ခွဲစိတ်ခံရတော့မဲ့လမ်းကြောင်းတွေပဲဖြစ်ပါတယ်ကာလတုတ်ငရဲရဲ့ထူးခြားချက်ကတော့ဒီလိုမျိုးစနစ်တကျမြင်လာပြီးမှနှိပ်စက်တာပဲဖြစ်ပါတယ်ဒါဟာသူတို့လူဘဝတုန်းကသူတစ်ပါးပေါ်မတရားလုပ်ခဲ့တာလေစနစ်တကျနဲ့ရုံမာခဲ့တာတွေကိုပြန်လည်ပြီးအကျိုးပေးနေတာလို့ဆိုနိုင်ပါတယ်ဒီအပိုင်းမှာကျွန်တော်တို့မြင်တွေ့ရတာကတော့ငရဲသားတွေရဲ့အစာအုပ်ဝေဒနာတွေလည်းရှိပါသေးတယ်ရှေ့ဆက်ပြီးဒီမြင်းချောင်းတွေတိုင်းဘယ်လိုမျိုးခုတ်ခက်ခံရမလဲဆိုတာကတော့ပိုပြီးရင်လေးစရာကောင်းပါပါတယ်အကုသိုလ်ကံဆိုတာရှောင်လွှဲလို့မရတဲ့တရားဖြစ်တယ်ပြုလုပ်သူကိုယ်တိုင်သာခံစားရမှာဖြစ်ပါတယ်